မြင်တာနဲ့ဘိုင်းအောင်သွားပြီမလားဟုတ်ပါတယ်ဒါကတော့နာမည်ကျော် Andrea Street Food လမ်းဘေးစားစာတွေပါပဲဘာလို့လဲမဝစ်တာလဲဘာလို့ဒီလောက်ညစ်ပတ်နေတာလဲအဖြေရှိပါရဲ့ဗျနံပါတ်1ချက်ကတော့ရေရှားပါမှုပါပဲကျွန်တော်တို့စီမှာရေပုံပိုင်းဖွင့်ပြီးတော့ပကံဆေးလို့ရပေမဲ့ Andrea ကလူထူထက်တဲ့လမ်းဘေးဆိုင်တွေမှာတော့ရေပိုင်လိုင်းမရှိပါဘူးရေကောင်းရေတန်းကရှားပါပြီးတော့ဈေးကြီးပါတယ်ဒါကြောင့်ရေပုံတစ်ပုံထဲမှာတင်ပကံပေါင်းထောင်ချီပြီးတော့နှစ်ဆေးလို့ရတဲ့အခြေအနေဖြစ်နေတာပါနံပါတ်2ကတော့ဈေးနှုန်းပါ Street Food ဆိုတဲ့အတိုင်းအရန်ကိုဈေးပေါ်ပါတယ်မြန်မာငွေနဲ့တွက်ရင်ရာခိုင်နှန်းလောက်ပဲရှိတာပါဒီတော့လက်အိတ်ဖိုးတစ်ခါသုံးခွက်ဖို့ရေတံပိုးတွေသာသုံးနေရရင်ဆိုင်ရှင်တွေအမျက်ကြံတော့မှာမဟုတ်ပါဘူးသူတို့ကအရေးသွေးထက်ဈေးပေါ်ဖို့ကိုပဲဦးစားပေးနေရတာဖြစ်ပါတယ်နံပါတ်3ကတော့စိတ်ဝင်စားစရာအကောင်းဆုံးယဉ်ကျေးမှုပါပဲအန်ဒရီယာလူမျိုးတွေကအစားအစာကိုဇွန်ခရင်းနဲ့စားတာတက်လက်နဲ့စားတာကမှအရသာအစင်မှန်ကိုရတယ်လို့ယုံကြည်ကြပါတယ်ဆိုင်ရှင်တွေကလည်းငားလက်ရငားစေတနာဆိုပြီးတော့လက်နဲ့အသေးချာနဲ့ဖက်ပြီးမှရောင်းရတာကိုဂုဏ်ယူကြတာဗျနောက်တစ်ခုကတော့ပတ်ဝန်းကျင်မှာလမ်းမပေါ်ကဖုန်းတွေကားမီကိုတွေချွေးတွေဒါတွေအားလုံးကအစားအစာတွေမှာပါဝင်ပစ္စည်းတွေလို့ဖြစ်နေပါပြီဒါပေမဲ့ဒေသခံတွေအတွက်တော့ဒါဟာနေ့စဉ်ဘဝပါပဲဒါကြောင့်လဲသူတို့မှာတန်မဏိအစာရင်ရှိကြတာပေါ့ငငယ်ကလေးကဒီလိုပဲစားလာကြတော့ဘာမှမဖြစ်ကြဘူးလေကျွန်တော်တို့လိုနိုင်ငံသားတွေသွားစားမိရင်တော့ဝမ်းပြက်ဝမ်းလျှောယောဂရပြီးတော့အိမ်သားနဲ့တငယ်ချင်းဖြစ်ဖို့ကတော့69%သေကြပါပြီကဲပေါ်လာတို့အိန္ဒိယနိုင်ငံကိုရောက်ရင်ဒီလို street food တွေကိုစမ်းစားရတဲ့တတိရှိကြလားဒါမှမဟုတ်ခောက်ဆွဲပြုတ်ပဲစားမလား comment မှာရွေးချယ်ပေးသွားကြပါဦးနော်